Hello, welcome to my channel. ဒီ vlog မှာတော့စင်ကာပူကရုပ်ရှင်တစ်ခုမှာမြန်မာပရိသတ်တွေကြိတ်တိုးအားပေးခဲ့ကြတယ်။ကျွန်တော်ကိုယ်တိုင်လည်းပထမဆုံးစပြတဲ့ရက်မှာပဲတွားကြည့်ခဲ့တဲ့ What Happened to the Wolf ဆိုတဲ့မြန်မာရုပ်ရှင်နဲ့ပတ်သက်ပြီးအရန်ပြောပြခြင်းလို့ movie review ပုံစံလေးလုပ်တော့မှာပါ။ What Happened to the Wolf ရုပ်ရှင်မှာပါတဲ့အဓိကသရုပ်ဆောင်တစ်ယောက်ကတော့ကျွန်တော်တို့အားလုံးသိပြီးသားအိန္ဒြာကျော်စင်နဲ့ပိုင်ဖြိုးသူပါ။ Supporting actor တွေကတော့လွင်မိုးကျော်ထက်အောင်မြင့်မြတ်ပါမယ်။ Director တော့နာကြီးပါ။ဇလန်းနဲ့ဇက်ညွန်းလည်းသူရေးတာပဲ။ပြီးတော့ cinematography ကလည်းကိုနာကြီးပါပဲဒီလိုဆရာကြီးတွေနဲ့ဖန်တီးထားတဲ့ရုပ်ရှင်ဆိုမှတော့ဗျာဘလောက်တောင်ကြည့်လို့ကောင်းမယ်ဆိုတာမှန်းသာကြည့်လိုက်တော့ဒီရုပ်ရှင်ကိုမကြည့်ရသေးဘူးဆိုရင်လည်းကြည့်ပါလို့ recommend လုပ်ချင်ပါတယ်အချိန်ပေးပြီးကြည့်ရတာတကယ်ကိုတန်လို့ပါကျွန်တော်ကတော့မြန်မာအမှုပညာရှင်တွေဖန်တီးထားတဲ့ဒီလိုမျိုး international quality နဲ့မြန်မာရုပ်ရှင်ကားကောင်းတကားကိုတခြားနိုင်ငံရဲ့ရုပ်ရှင်ရုံမှာတွားကြည့်ခဲ့ရလို့အရန်ကုန်ယူပါတယ်အဲ့တော့ဒီ What Happened to the Wolf ရုပ်ရှင်ကဘာတွေများကောင်းနေလို့လဲဆိုပြီးတော့သိချင်တဲ့သူတွေလည်းရှိမှာပေါ့နော်ဘယ်လိုကောင်းနေဆိုတာတွေကိုသာထိုင်ပြောလိုက်ရင်ဒီ vlog ကအရန်ကြာသွားပါဆိုလို့ပရိသတ်တယောက်အနေနဲ့ကျွန်တော်သဘောကျမိတာလေးတွေကိုပဲရွေးပြီးတော့မကြည့်ရသေးတဲ့သူတွေအတွက်လည်း spoiler မဖြစ်အောင် sharing လုပ်ပေးတော့ပါမယ်ခင်ဗျပထမဆုံးသဘောကျမိတာကတော့ director ကိုနာကြီးရဲ့ cinematography ပါမြန်မာရုပ်ရှင်တော်များများနဲ့တိတတ်တာကွဲထွက်နေတာကိုဒီရုပ်ရှင်မှာသူသုံးသွားတဲ့ location တွေပြီးတော့ camera work တွေlighting တွေ movement တွေကနေကျွန်တော်ခန်းစားမိပါတယ်ပြီးတော့ရုပ်ရှင်ထဲမှာသုံးထားတဲ့သချင်းတွေကလည်းဒီရုပ်ရှင်ရဲ့ vibe နဲ့အရန်လိုက်ပါတယ်ဇလန်းစအိမ်ကတော့ရိုးရိုးလေးပဲယောဂဖြစ်နေတဲ့မျိုးသမီးနေအောင်ဆေးရုံတန်ရင်နဲ့တွေ့ပြီးခင်သွားကြရတာနေတန်ရောစင်ဖြစ်သွားတယ်ပြီးတော့သူတို့ခီးအတူသွားကြတဲ့အကြောင်းရိုက်ပြထားတာပါဒါကတော့ spoiler မဖြစ်အောင်ချုပ်ပြီးတော့ပြောလိုက်တာပေါ့နော်တကယ်တမ်းဒီဇက်လန်ကပေးခြင်းတဲ့ရတာအစ်စ်ကတော့သူတို့ဆေးရုံမှာဘာကြောင့်ခင်သွားတာလဲဘယ်လိုတန်ရောစင်ဖြစ်သွားတာလဲခီးကရောဘယ်ကိုသွားတာလဲဆိုတာတွေမှာထည့်ပြီးတော့ရိုက်ပြထားတာမို့လို့ရုပ်ရှင်ကြီးမှာပဲခန်းစားကြည့်ပေါ့ဗျာ What Happened to the Wolf ရုပ်ရှင်ကဇလန်းဇက်အိမ်လည်းမရှုပ်ထွေးသလိုဇက်ညွန်းကလည်းအယောင်တဘာဝဆန်ပါတယ်တကယ်အပြင်မှာလူတွေပြောလို့ရှိရဲ့ပုံစံနဲ့အတုံးတုံးလေးတွေကိုပဲထည့်ထားတာများတယ်ကဲဒါဆိုအခုအဲ့ဒီရုပ်ရှင်ဇက်ညွန်းရဲ့ရတာကိုပေါ်လွင်အောင်နဲ့ကြည့်နေတဲ့သူတွေရဲ့နှလုံးသားကိုဖန်ဆားနိုင်အောင်လုပ်တဲ့နေရာမှာအဓိကပါဝင်ရတဲ့တရုပ်ဆောင်တွေနဲ့ပတ်သက်ပြီးတော့နည်းနည်းဆက်ပြောပါမယ်အရင်ဆုံးအိန္ဒြာကျော်စင်ပေါ့နော်မအူဝဲကိုဒီကားရဲ့ character နဲ့ကျွန်တော်တို့ဘယ်ရုပ်ရှင်မှာမှမမြင်ဘူးသေးဘူးသူ့အနေနဲ့လည်းတခါမှတယောက်မဆောင်မှုတည်းရဲ့ဇက်ကောင်ပုံစံမျိုးဖြစ်တဲ့အတွက်သူ့အတွက်နည်းနည်း challenging ဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့မအူဝဲကတော့ဗျာသူ့ရဲ့ထုံးစံအတိုင်း character တွေကနေလွတ်ထွက်မသွားအောင်တစ်စက်မှမလျှော့ပဲတယောက်ဆောင်သွားတာကိုတွေ့ရပါတယ်ဒီကားကိုကြည့်ပြီးတော့သူ့ရဲ့အမှုပညာကိုကျွန်တော်ဟိုးငယ်လေးတွေကနေအခုချိန်ထိအရန်ကြိုက်ပြီးအားပေးနေတာကိုနောင်ထမရတဲ့စိတ်လည်းပို့ပြီးတော့ဖြစ်မိတယ် What Happened to the Wolf မှာမအူဝဲရဲ့ကျွန်တော်အကြိုက်ဆုံးဇဝင်ခံကတော့ဆေးရုံခေါင်မိုးပေါ်မှာထိုင်နေကြရင်လည်းမမို့တေဖို့အစင်သင့်မဖြစ်သေးဘူးလို့ဝဲကိုပြောတဲ့ scene ပါအဲ့အခန်းကိုကြည့်ပြီးတော့ဗျာရင်ထဲမှာနစ်နေရပဲကျွန်တော်ပေါ်မှာငိုတဲ့အခန်းကိုတရုပ်ဆောင်တဲ့အကြိုက်ဆုံးမင်းသမီးကိုပြောပါဆိုရင်မအူပဲအထူးသဖြင့်သူငိုရင်းနဲ့စကားပြောရတဲ့ scene တွေဆိုရင်အဲ့ပြောရတဲ့ dialogue ပုံမူတည်ပြီးတော့ကစားသွားတဲ့သူ့ရဲ့အတန်ထုံးတွေကိုကြွေတာဘာမှမပြောဘဲငိုရတယ်ဆိုရင်တော့မှ mood ကြီးကိုမျက်နှာပေါ်မှာအပိုလိုမရှိမြင်နေရတာဗျာဒီကားထဲမှာကျွန်တော်အရန်ကြိုက်တဲ့မအူပဲဇဝင်ခံတွေရှိသေးတယ်ဒါပေမဲ့ spoiler ဖြစ်မှာဆိုလို့မပြောတော့ဘူးအဲ့တော့ကျွန်တော် What Happened to the Wolf ရဲ့နောက်ထပ် main cast တယောက်ဖြစ်တဲ့ပိုင်ဖြိုးသူစီကိုဆက်သွားလိုက်ပါမယ်ကျွန်တော်ကထာရန်တောင်ကျိုးရုပ်ရှင်နဲ့မိမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ရုပ်ရှင်တွေနဲ့မတ်သူရဲ့ fan တယောက်ဖြစ်လာခဲ့တာအခုဒီ What Happened to the Wolf ရုပ်ရှင်ကိုကြည့်ပြီးသွားတဲ့အချိန်မှာလည်းသူ့ရဲ့ရုပ်ရှင်ကားကောင်းတွေကိုမကြည့်ရတာကြာနေတဲ့သူ့ fan တယောက်အနေနဲ့သူ့အတွက်အရန်ကုန်ယူတယ်။ဘာဖြစ်လို့လဲဆိုတော့မတ်သူကတကားပြီးတကားသူ့ရဲ့အမှုပညာတွေကရော့မသွားဘဲနဲ့ပိုကောင်းလာတာဗျာ။ဒီကားမှာဆိုရင်လည်းသူ့ရဲ့ character ပေါ်သစ္စာရှိမှုကြီးကိုမြင်နေရတယ်။အဲ့ဒါကသူ character development တေချာလုပ်ထားတာကိုကြည့်ရင်သိနိုင်တယ်။ character development ဆိုတာဗျာဇလန်ထဲမှာထည့်ပြီးရိုက်မပြထားတဲ့ဇက်ကောင်ရဲ့အတိတ်ကိုပြောချင်တာ။ဒီနေရာမှာအတိတ်ဆိုတာကဟိုးငယ်တုန်းကဖြစ်ပျက်ခဲ့တဲ့အတိတ်ရောမကြသေးခင်ကဖြစ်ထားတဲ့အတိတ်ရောပေါ့အဲ့ဒါကိုကိုနာကြီးကဇလန်ထဲမှာထည့်မရပြထားပေမဲ့သူ့ဇက်ညွန်ရဲ့တချို့နေရာလေးတွေမှာကြည့်တဲ့သူကိုနည်းနည်းချင်းဖွင့်ပြပေးတာပေါ့ဒါပေမဲ့ရုပ်ရှင်တွေက sing တိုင်းမှာကြတော့အဲ့ဒီရုပ်ရှင်ထဲမှာထည့်မရပြထားတဲ့သူ့ရဲ့အတိတ်ကိုပါကြည့်နေရတဲ့သူကခံစားမိအောင်လို့မတ်သူကသရုပ်ဆောင်ပြသွားနိုင်တယ်ဒီ What Happened to the Wolf မှာမြင့်မြတ်မိုး character တဲ့ဝေး character က character development ပိုများတယ်လို့ကျွန်တော်ထင်တယ်ဒီကမှာကျွန်တော်အကြိုက်ဆုံးမတ်သူရဲ့ဇက်ဝင်ခံအောင်ပြောပါဆိုရင်တော့ဝေးကသူ့တငယ်ချင်းဖိုတိုဆိုတဲ့ကလေးလေးခွဲကန်းမဝင်ခင်တရက်အလိုမှာသူတို့စေးရုံဝင်းထဲမှာရှိရဲ့ပန်းမင်လေးတွေနဲ့မှာစကားပြောတဲ့ scene မှာအဲ့ဒီခံမှာဆိုရင်ဝေးကအဲ့စေးရုံဝင်းထဲမှာရှိရဲ့ပန်းမင်လေးတွေကိုဓာတ်ပုံလိုက်ရိုက်နေတဲ့အချိန်မှာ
ဖိုတိုကိုသူ့မိကဝီချဲလေးနဲ့ခေါ်လာပြီးတော့သူတို့စကားစပြောကြခဲ့ရဖိုတိုကိုကြည့်နေတဲ့ဝေးဝေးရဲ့မျက်လုံးထဲမှာမတူထည့်ထားတဲ့ mood ကြီးကိုကျွန်တော်သတိထားမိကြရခဏနေသူလောက်ရမဲ့ acting တခုအတွက် mood ကိုကြိုခေါ်ထားပြီလားမသိဘူးလို့ကျွန်တော်ထင်တဲ့အတိုင်းပဲသူတို့စကားပြောပြီးတော့ဖိုတိုတို့တာမီဆေးရုံတွေကိုပြန်ဝင်သွားတဲ့အချိန်မှာလှမ်းခေါ်ပြီးတော့စကားပြောတဲ့အခါမှာအမဆီယမကတကွက်ပြလိုက်တော့What happened to the Wolf ရုပ်ရှင်က2021ခုနှစ်တုန်းကအရှေ့တီမောမှာကျင်းပခဲ့တဲ့ Delhi International Film Festival မှာ Best Narrative Feature Award ကိုရခဲ့ပါတယ်။ပြီးတော့2022ခုနှစ်တုန်းက US က Indiana ပြည်နယ်မှာကျင်းပတဲ့ Hobnoban International Film Festival မှာလည်း Best Narrative Feature Award ကိုထပ်ရခဲ့ပါတယ်။ကျန်သေးတယ်What happened to the Wolf ရုပ်ရှင်ကို2021ခုနှစ်တုန်းကဂျာမနီနိုင်ငံမှာကျင်းပတဲ့ Oldenburg International Film Festival မှာလည်းပြဖို့ရွေးခံခဲ့ရပြီးတော့အဲ့ဒီရုပ်ရှင်ပွဲတော်မှာပြခဲ့တဲ့ရုပ်ရှင်တွေထဲမှာသူတို့အကောင်းဆုံးလို့သတ်မှတ်တဲ့ရုပ်ရှင်ကိုပေးတဲ့ Best Film ဆုအတွက်လည်းစကားတင်စင်းထဲမှာ What happened to the Wolf က nominated ဖြစ်ခဲ့ပါတယ်။အဲ့ဒါပဲမဟုတ်သေးဘူးနော်။အဲ့ဒီရုပ်ရှင်ပွဲတော်မှာပဲတရုတ်ဆောင်တွေကိုပေးတဲ့ဆုတစ်ခုဖြစ်တဲ့ Sema Castle Award for Outstanding Performance အတွက်လည်းပိုင်ဖြိုးသူနဲ့အိမ်တော်ကျော်စင်နှစ်ယောက်လုံးစကားတင်တရုတ်ဆောင်ချင်းမှာ nomination ဝင်ခဲ့ပြီးတော့အဲ့ဒီဆုကိုမတ်ဦးဝဲရခဲ့ပါတယ်။ I'm so proud of her ဘာဖြစ်လို့လဲဆိုတော့ဒီလို International Film Festival တခုမှာတခြားနိုင်ငံရုပ်ရှင်တွေလည်းလာပြကြပါပဲဗျာ။အဲ့ဒီမှာမြန်မာမင်းသမီးနှစ်ယောက်ကရုပ်ရှင်တကားတွေကနေ Outstanding Performance Award အတွက် nomination ဝင်ခဲ့ပြီးတော့တယောက်ကအဲ့ဆုကိုရသွားတာဗျာစဉ်းစားကြည့်ဒါပေမဲ့စိတ်မကောင်းစွာပဲအဲ့ဒီအချိန်တုန်းကမတ်ဦးဝဲကအဖမ်းခံထားရတာမို့လို့အဲ့ဒီဆုကိုသူကိုယ်တိုင်သွားမြူနိုင်ခဲ့မတ်တူလည်းဒီကားနဲ့ပဲ nomination ဝင်ခဲ့ပေမဲ့သူတို့ဘာဖြစ်လို့အဲ့ဆုကိုမတ်ဦးဝဲကိုပေးလဲလို့ကျွန်တော်နည်းနည်းစဉ်းစားကြည့်ရပါတော့အဲ့တော့အဲ့ဒီရုပ်ရှင်ပွဲမှာဝင်ပြခဲ့တဲ့တခြားရုပ်ရှင်ကားတွေတော့ကျွန်တော်မကြည့်ဘူးပါဘူးအဲ့တော့ What happened to the Wolf မှာပဲပရိသတ်တယောက်အမြင်နဲ့ပြောရရင်ဒီကားမှာမတ်တူရဲ့ဝေဝေးဇက်ကောင်ကနည်းနည်းအလုတ်ဖက်ကိုသွားတယ်ဗျာမတ်ဦးဝဲရဲ့မြင့်မြတ်မိုးဇက်ကောင်ကတော့နည်းနည်းငြိမ်တဲ့ဘက်ပေါ့ပြီးတော့ကျွန်တော်ခုနကပြောခဲ့သလိုဝေဝေးဇက်ကောင်ရဲ့ character development ကပိုများတဲ့အတွက်ကြီးလိုက်ရင်မတူကလောက်ကွက်ပိုရတယ်လို့ထင်ရတယ်ဒါပေမဲ့တခုရှိတာကအဲ့ဒီရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့2020လောက်တုန်းကမတူရဲ့အပြင်အပုံစံနဲ့သူ့ရဲ့အဲ့ကာရီယာဇက်ကောင်ဝေဝေးနဲ့ကတော်တော်လေးနီးစပ်လို့ပေါ့နော် character အတွက်အရန်လှုပ်ယူပြီးတော့မပြောင်းလဲခဲ့ရဘူးလို့မတူ post တင်ထားတော့ကျွန်တော်ဖတ်လိုက်ရတယ်အဲအကြောင်းမို့နဲ့တူတယ်တရုတ်ဆောင်နေလို့တော့မသိမခံစားရအောင်သူအရန်ကြီးအားထုတ်ပြီးတော့မီရုပ်ရှင်မှာလို့မျိုးဗျာအရန်စိတ်နစ်ပြီးတော့ပညာပြစရာမလိုတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်ဒါပေမဲ့မအူဝဲအတွက်ကကြတော့မြင့်မြတ်မိုးဇက်ကောင်မှာသူတစ်ခါမှမလုပ်ဘူးတည်းရဲ့ပုံစံမျိုးလေးတွေပါနေတော့ character တွေကိုဝင်နေအောင်နည်းနည်းပို့ပြီးအားထုတ်ရတယ်အဲ့လိုစူးစမ်းကတော့သူ့ရဲ့ဝါရင်တရုတ်ဆောင်ပညာကိုပို့ပြီးတော့အသုံးချရတာပေါ့ဗျာအဲဒါကြောင့်လဲသူ့ရဲ့ performance ကပိုမြင်သာသွားပြီးတော့ဒီစုကိုရခဲ့တယ်လို့ကျွန်တော်ထင်တယ်ဒီရုပ်ရှင်က LGBT theme နဲ့ဝင်နေဆိုပေမဲ့လုံးဝ lesbian vibe ကြီးလည်းဟုတ်မနေဘူးဗျာတွားနေတဲ့ legend တူတဲ့လူနှစ်ယောက်ကြားမှာဖြစ်ပေါ်လာတဲ့ခင်တွယ်မှုနဲ့ချစ်ချင်းမြတ်တာကိုရိုက်ပြထားတဲ့ပုံစံမျိုးလေးပဲအဲ့ဒါကိုရေကန်ထဲကဒီဇက်ဝင်ကန်ကိုတေချာကြည့်ရင်ခံစားမိလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူတို့နှစ်ယောက်တယောက်ပေါ်တယောက်ဖြစ်နေတဲ့စိတ်ကဘယ်လိုမျိုးလဲဆိုတာကိုစကားတွေအများကြီးမပြောဘဲနဲ့မျက်လုံးတွေအတန်တွေနဲ့ပဲပပလေးလုပ်ပြသွားပြီးတော့ကြည့်ရသူကိုပဲကိုယ့်အကိုဆက်တွေးခံလိုက်တာဗျာဒီလားအဲ့ဒါကြောင့် message တစ်ခုခုကိုပေးတာတဲ့အတွေးတွေကိုပို့ပေးတဲ့ရုပ်ရှင်လို့ကျွန်တော်ကတော့ခံစားမိပါတယ် message ပေးရဆိုလို့ကျွန်တော်တခုသတိရပါတယ်ဒီကားထဲမှာကျွန်တော်အရန်ကြိုက်တဲ့ dialogue တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဆေးရုံမှာမြင့်မြတ်မိုးကဝေးဝေးကိုတေဖို့စောင့်နေရတာကြီးကမပင်ပန်းဘူးလားလို့မေးတဲ့အချိန်မှာဝေးဝေးကဘာပြန်ပြောလဲဆိုတော့ဝေးကစောင့်နေရမဟုတ်ဘူးတဲ့အဲ့ကိုသွားနေရတယ်အဲ့ဒါကိုမှန်တယ်လို့ကျွန်တော်ထင်တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့လူသားတွေအားလုံးကဘလောက်ပဲမတူကွဲပြားတာတွေရှိနေပါစေကျွန်တော်တို့တစ်ချိန်ချိန်မှာအားလုံးမဖြစ်မနေကြုံရမယ်ကိစ္စတစ်ခုရှိရင်အဲ့ဒါသေခြင်းတရားပဲဟုတ်တယ်ကျွန်တော်တို့တနေ့မှာတော့သေရမယ်ဒါပေမဲ့အဲ့သေခြင်းတရားကြီးကိုထိုင်ဆောင်နေကြမလို့မသေခင်မှာလောကကြီးကထွက်မသွားခင်မှာကျွန်တော်တို့တက်နိုင်သလောက်သူများတွေကိုဒုက္ခမပေးဘဲနဲ့ပျော်ပျော်ရွှင်ရွှင်ဘယ်လိုနေသွားမလဲပြီးတော့ကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးဘဝကနေထွက်မသွားခင်မှာဒီကဘာကြီးရဲ့ကောင်းကျိုးအတွက်ကိုတက်နိုင်သလောက်တရောင်းတနေရာကနေဘာလုပ်ပေးနိုင်မလဲပေါ့အဲ့လိုမျိုးနည်းနည်းအတွေးဝင်ပြီးပြီးတော့ဒီရုပ်ရှင်မှာ director ပေးခြင်းတဲ့ message ကဘာလဲတော့မသိပေမဲ့ကျွန်တော်တွေးမိရဲ့အတွေ့အကြုံတော့ကျွန်တော်တို့လောကကြီးကိုဘာကြောင့်ရောက်လာလဲဘာအတွက်ရောက်လာလဲပြီးတော့ဘာအတွက်အသက်ရှင်နေရလဲဘယ်လိုထွက်သွားမှာလဲအဲ့ဒါတွေကိုကိုမေကုန်းပြန်ထုတ်စေချင်တာလို့ကျွန်တော်တော့ထင်တယ်တကယ်လို့အခုနားထောင်နေတဲ့သူက What happened to the Wolf ရုပ်ရှင်ကိုကြည့်ပြီးသွားပြီဆိုရင်လည်းကိုယ့်ရဲ့အမြင်နဲ့ခံစားချက်တွေကို comment မှာ share လုပ်ပေးလို့ရပါတယ်အာနာသိမ့်မိကြတဲ့ဟာကျွန်တော်တို့ဒီလိုမတူကွဲပြားတဲ့အရာသာအသစ်တွေနဲ့မြန်မာရုပ်ရှင်တွေကိုမကြည့်ရတာအတော်ကြာခဲ့ပါပြီကျွန်တော်တို့ကတော့အခုဒီလိုကားမျိုးကိုပြန်ကြည့်ခွင့်ရလိုက်တာကအာနာမသိငင်ကလမ်းသစ်ဖောက်ဖို့စ조사နေတဲ့မြန်မာအမှုပညာရှင်တချို့ရဲ့ဖန်တီး
နီးမှုအသစ်တွေကိုကြည့်ခဲ့ရတဲ့အချိန်တွေကိုပြန်ပြီးတော့သတိရမိစေတယ်အဲ့ဒါကြောင့် What Happened to the Wolf ရုပ်ရှင်ကိုကြည့်ဖို့အခွင့်အရေးရခဲ့ရင်တော့လက်မလွတ်ပဲတွားကြည့်သင့်ပါတယ်ဇက်ရှိန်အနေမြင့်တွေ twist တွေနဲ့အရန်ကြည့်လို့ကောင်းတဲ့ရုပ်ရှင်တကားတော့ဟုတ်မနေဘူးဗျာဒါပေမဲ့အဲ့လိုမျောလင်းချက်ကြီးနဲ့မကြည့်ဘဲနဲ့စီးမျောပြီးတော့ကြည့်ရမယ့်ရုပ်ရှင်မျိုးလို့ပြောရင်ပုံမှန်ပဲလို့ထင်တယ် Okay ဒီ vlog ကတော့ဒီလောက်ပါပဲမကြည့်ရသေးတဲ့သူတွေအတွက် spoiler မဖြစ်ဘူးလို့မျှော်လင့်ပါတယ် See you in my next vlog ကျမ်းမှာပျော်ရွှင်အဆင်ပြေပါစေ Bye bye